Hello မျိုးတို့ရေအမေသားချက်စားဖို့လုပ်နေပါတယ်ကွယ်ဒီမှာအမေသားချက်မလို့အဲ့ဒါပေးငံပြရေကြီးပေါ့နော်အဲ့ဒါတရုတ်အစာပလာတရုတ်အမွေးအကြိုင်ရှာကောပါကောလေးနဲ့အဲ့ဒါနေပြီးအရင်တိတ်ထားမယ်ပေါ့မရုပ်ကောင်းမုတ်လေးနဲ့ဒါချက်စားဖို့လုပ်နေပါတယ်ကွယ်လက်ကြည့်ပေးနော်ရိုးရိုးလေးပဲချက်တာပါအမချက်တဲ့ဟင်းတွေကတော့အစာပလာတိတ်မထဲဘူးအင်းစားဆိုတော့လေစားဆိုတော့အမချက်တဲ့ဟာတွေအကုန်အပေါ့လေးတွေများတယ်ပြီးတော့အတိကကြက်သွန်နီကိုများများသုံးပြီးတော့မှအနစ်ကိုချိုအောင်လုပ်တယ်အမကဟိုတခြားအရတာမုတ်ပါညာတိတ်မတုံးဖြစ်ဘူးပေါ့နော်ငမ်ပြရေတုံးရင်တော့မှတော်တော်များနေပြီဆိုတော့ရိုးရိုးလေးချက်ဖြစ်တာပါအိမ်မှာချက်စားဖြစ်တဲ့ဟာလေးတွေကိုရိုက်ပြီးတင်ဖြစ်တာပေါ့နော်ကြည့်ပေးတဲ့အတွက်လေးကျေးဇူးတင်တယ်တယောက်နဲ့တယောက်တော့အရတာတော့နည်းနည်းတော့ကွာမှာပေါ့နော်အမတော်မှာသူကအမေသားထက်အစီရန်ထွက်မှာဆိုတော့လေအဲ့ဒါကျက်သွန်ဖြူဂျင်းကျက်သွန်နီလေးကိုနည်းနည်းမွေးအောင်လော်ပေးလိုက်တာတော့ပါပဲစီကတော့စီကတတ်နိုင်တဲ့လောက် short ထားပေမဲ့လေသူသားတဲ့စီတွေအများကြီးထွက်လာမှာဆိုတော့လေအကြောင်းယူလေးချက်စားဖြစ်တာဟင်းကခဏနာမချက်နိုင်ဘူးနေ့တိုင်းလည်းမချက်နိုင်ဘူးအလုပ်တစ်ဖက်နေ့ဆိုတော့လေနော်ကိုတယောက်တည်းမဟုတ်ဘူးနိုင်ငံခြားအလုပ်တော့လုပ်တဲ့လူဆိုအားလုံးကအလိုပါပဲခက်ခဲမျိုးနေပေါ့နော်ဖြစ်တယ်လို့တတ်နိုင်ဖြစ်တယ်လို့ချက်စားပြီးတော့မှကြော်ဖြည့်ရတဲ့နေ့တွေလည်းမနေဘူးပေါ့ချက်နဲ့တခါနဲ့များချက်ပေါ့နော်ကိုမျိုးကိုရွာလို့ဒီနေ့ချက်ဒီနေ့စားအခုချက်အခုစားလိုမျိုးလို့ဖို့လည်းမလွယ်ဆိုတော့ချင်းရှိခိုက်ချင်းရှိတော့မှအမတို့တခါနဲ့ဦးကြီးချက်လိုက်တယ်ငရုတ်တီးထောင်းဆိုလဲအများကြီးထောင်းထားလိုက်တယ်အဲ့လိုပဲဒီမှာအဲ့လိုလုပ်တာသူများတွေလည်းအဲ့လိုပါပဲနိုင်ငံခြားနေတဲ့လူတွေကအဲ့လိုမျိုးလုပ်တာပုံများတယ်ပေါ့နော်ဒီမှာအမေသားတို့သူအစပလာနေနဲ့လေပြီးတော့မှဗီဒီယိုအရန်ရှယ်မှာဆိုလို့လေနည်းနည်းအမ shortcut လုပ်လိုက်တာသူစီကထွက်တဲ့အရေးတွေပဲသူစီကထွက်တဲ့အရေးနဲ့ကိုကအသားတော်တော်လေးနူးနေပြီတော်တော်နူးနေပြီအဲ့ဒါအမေသားလေးချက်တာပါကွယ်ယူလေးချက်ဖြစ်တာပါကွယ်ကဲစက်ချစ်ပေးပါဦးသူစီကထွက်တဲ့အရေးနဲ့တော့မှအသားတော်တော်လေးနူးနေပြီရမ်းရေများတာပို့လို့လေအဲ့ဒါကြောင့်နည်းနည်းထပ်ထည့်လိုက်တာပေးငံပြကြီးအကြည့်လေးပေါ့နော်အဓိကအဲ့ဒါယူတယ်စားလေးနည်းနည်းထည့်တယ်အဲ့လောက်ပါပဲအာလူတသေးလေးအဲ့ဒါအာလူတသေးလေးကိုခွာထားတာလူတသေးလေးကိုအလုံးလိုက်ပဲထည့်လိုက်တယ်လုံးလိုက်စားချင်လို့ပေါ့ချိုးရဒီအလုံးဒီအာလူက
ကေကျက်တော့ချက်ခံနေပြီခုတော့အာလူလောက်ပဲလို့တော့တယ်အာလူကတော့သူ့အရှိန်နဲ့တော့မှတော်တော်လေးနူးလွယ်တယ်သူကလွယ်တယ်ချက်ရတာစားလည်းနည်းနည်းတော့ထည့်ရမယ်သူကဟိုအာလူထည့်လိုက်တော့အဲ့ဒီအာလူကအငံစုပ်တယ်သူကအငံကိုတော်တော်စုပ်တာကျက်ပါပြီကျက်တော့မယ်အာလူကသူ့အရှိန်လေးနဲ့အစီလေးပြန်လာပြီနန်းနန်းပြင်းလဲအုတ်မွေးကြိုင်လေးနဲ့နန်းနန်းပြင်းနိုင်လေးနဲ့ကြိုးစားပြီးချက်နေရတာကေအမိသားတစ်ခွဲရပါပြီကွယ်ကျေးဇူးပါကွယ်ကျေးဇူးပါပဲကွယ်အမြင်အားပေးတဲ့အတွက်နော်